အားလုံးပဲမင်္ဂလာပါပေးဆိုင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ class 1တဲ့ Eli season 1ကို recap လုပ်ပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ဇလန်ရဲ့အစားမှာတော့အစိုးရကနေထိတ်တန်းအကြောင်းသားတွေကိုပဲမွေးထုတ်ပေးဖို့ဖွင့်လှစ်ထားတဲ့တိုကျိုမျိုးပြအဆင့်မြင့်လေ့ကျင့်ရေးထက်တန်းအကြောင်းကိုတွေ့ရမှာပါကျွန်တော်ရဲ့ဇက်လိုက်ကီယိုတာကအာရာနိုကိုကြီးတယောက်ကတော့ class 1ဒီမှာစတင်တက်ရောက်ခဲ့ပါတယ်အတန်းမိုင်ဆရာမချာဘာရှီရာကဒီကျောင်းရဲ့ point စနစ်ကိုပတ်စံလိုမျိုးသုံးလို့ရကြောင်းရှင်းပြပါတယ်။ကျောင်းသားတယောက်ကိုတစ်လဂျပန်ယန်3သိန်းနဲ့ညီမျှတဲ့ point 3သိန်းစီပေးပြီးကျောင်းဝင်းထဲမှာစိတ်ကြိုက်သုံးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဆရာမကသူတို့ရဲ့အရေးချင်းပေါ်မူတည်ပြီးရမယ့်အမှတ်တွေကအကဲဖြတ်ခံရမယ်လို့တတိပေးခဲ့ပါတယ်။ကီယိုတာကကျောင်းရဲ့စနစ်ကိုလေ့လာရင်းနဲ့ဖော်ရွေတဲ့ကူရှီတာနဲ့ရင်းနှီးအောင်လုပ်သလိုတကူကောင်းဆန်နဲ့စူစူနဲ့ဟိုရီဂီတာနဲ့လည်းအဆင်ပြေအောင်စူးစမ်းခဲ့ပါတယ်။အတန်းတစ်ခုလုံးနဲ့တငယ်ချင်းဖြစ်ခြင်းနဲ့ကူရှီတာဟာရုပ်တည်နေနေတတ်တဲ့ဟိုရီဂီတာနဲ့အတွေ့မှာတော့သူမအခက်တွေ့နေခဲ့ပါတယ်။ဒါကြောင့်သူဟာကီယိုတာကကိုအကူအညီတောင်းပြီးသူမကဟိုရီဂီတာနဲ့တငယ်ချင်းဖြစ်ခြင်းတဲ့အကြောင်းပြောပြပါတယ်။ကီယိုတာကတော့ကူရှီတာနဲ့စူစူနဲ့တို့တငယ်ချင်းဖြစ်သွားအောင်တခြားចောင်းသားတွေကိုပါကန်တင်းမှာလှုပ်ဝက်ချင်းဆိုပေးခဲ့ပေမဲ့စူစူနဲ့ကအကွက်စင်ထားမှန်းသိလို့ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ဘီလာကုံတဲ့အထိ class D ကចောင်းသားအများစုက point တွေကိုအလက်အသက်သုံးပြကြသလိုအတန်းတက်လည်းနောက်ကျပေမဲ့ဘာပြဿနာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့မီလာတရက်နေ့အရောက်တော့သူတို့စီကိုဘာထောက်ပံ့ခြင်းမှဝင်မလာလို့အားလုံးအံ့အားသင့်သွားကြပါတယ်ဆီယာမချာဘာရှိရာကတော့ဒါဟာရေချင်းမော်မူတီယာဖြစ်ပြီးတော့ပြီးခဲ့တဲ့တလားလုံးစာမလုပ်ပဲစိုးသွမ်းခဲ့ကြလို့တဒန်းလုံး point 3ညပဲရတော့မယ်လို့ရှင်းပြလိုက်ပါတယ်အပိုင်းနှစ်မှာတော့ဆီယာမကအကြောင်းရဲ့ဖွဲ့စည်းပုံကိုဆက်ရှင်းပြပါတယ်ပထမနေ့အတန်း၄တန်းကိုအရေးချင်းလိုက်အဆင့်ခွဲထားတာဖြစ်ပြီးတော့ class D အနေနဲ့စမေးပွဲတွေမှာအမှတ်ကောင်းရင် class C ကိုတက်လန်းနိုင်မဲ့အခွင့်အရေးရှိပါတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာစမေးပွဲကြားတဲ့သူရှိရင်ចောင်းထုတ်ခံရမယ်လို့တတိပေးလိုက်ပါတယ်။ဒါကြောင့်စနစ်ကိုနားလည်သွားတဲ့ចောင်းသားတွေကအတန်းမမှန်တက်ကြပေမဲ့ကန်ဆူရိုပါဝင်3ယောက်ကတော့စာလုပ်ဖို့စိတ်ဝင်စားကြပါဘူး။စူစူနဲ့ကကီယိုတာကကိုအကူအညီတောင်းပြီးတော့သူတို့ကိုစာချက်ဝိုင်းနဲ့ခေါ်ခဲ့ပေမဲ့စူရိုကတော့ဘတ်စကတ်ဘောပဲကစားခြင်းနဲ့ဆိုပြီးညင်းဆိုခဲ့ပါတယ်။အဲ့ဒီညမှာပဲစူစူနဲ့ចောင်းသားသမကဥက္ကဋ္ဌဖြစ်တဲ့သူမရဲ့အကိုမာနာဘူးတို့စကားများနေတာကိုကီယိုတာကအမှတ်မတင်ကြားသွားခဲ့ပါတယ်။အကိုဖြစ်သူကညီမရဲ့တယောက်တည်းနေတာအကောင်းဆုံးပဲဆိုတဲ့ယူဆကိုပြင်းပြင်းထန်ထန်ဝေဖန်နေတာပါ။ကီယိုတာကဝင်ပါလိုက်တဲ့အခါမှာတော့မာနာဘူးကကီယိုတာကတယောက်ကျောင်းဝင်ခွင့်စမေးပွဲရဲ့ဘာသာရပ်တိုင်းမှာအမှတ်50တီတီရထားတာတိုက်ဆိုင်မှုလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။နောက်ဆုံးဝင်ခန်းမှာတော့ဂျာပြတ်စမေးပွဲတွေဖြေဆိုကြတဲ့အခါမှာ class D တန်းလုံးအမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့ကြတဲ့မြင်ကွင်းကိုတွေ့ရမှာဖြစ်ပြီးတော့ဒီအပိုင်းလေးကဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အပိုင်း3အစမှာတော့အားလုံးစမေးပွဲအောင်ပေမဲ့စူရိုတယောက်တည်းအောင်မရဖို့တမတ်လုံးနဲ့ကြာသွားခဲ့ပါတယ်။တကယ်တော့တခြားသူတွေအမှတ်ကောင်းသွားတာကကီယိုတာကတယောက်ပြီးခဲ့တဲ့3ရက်ကတည်းက point 1000ခွဲပေးပြီးစီနီယာတယောက်စီကနေစမေးပွဲဟောင်းတွေဝယ်ထားခဲ့လို့ပါဒီလိုလောက်တာចောင်းစည်းကနဲ့မညီစွန်းဘူးလို့လည်းသူကရှင်းပြခဲ့ပါတယ်အဲ့ဒီနောက်စူရိုចောင်းမထုတ်ခံရဖို့အတွက်ကီယိုတာကနဲ့စူစူနေတို့ကသူတို့ရဲ့ကိုယ်ပိုင် point တွေကိုသုံးပြီးဆရာမစီကနေစူရိုအတွက်တမတ်ကိုဝယ်ယူပေးခဲ့ပါတယ်ဒီလိုနဲ့ပြဿနာပြီးသွားပေမဲ့ကူရှီတာဖုံးကြံခဲ့တာကိုကီယိုတာကသွားပေးရင်းနဲ့ကူရှီတာရဲ့ဖုံးကွယ်ထားတဲ့ရန်လိုပြီးကြောက်စရာကောင်းတဲ့ဗီဇအမှန်ကိုတီးသွားခဲ့ပါတယ်ကူရှီတာကတော့ဒီကိစ္စကိုလှုပ်ဝက်ထားဖို့နဲ့တရားရောက်ကိုသာသွားပြောရင်သူ့ကိုမရင်းချင်းဖို့စူးစမ်းပါတယ်ဆိုပြီးပြန်ဆွဆွဲမယ်လို့ချိန်ချောက်လိုက်ပါတော့တယ်အပိုင်းလေးမှာတော့ဇူလိုင်လ1ရက်နေ့ရောက်တဲ့အခါ class D အတွက် point တွေပေးမဲ့ကိစ္စကိုကျောင်းကရွှေ့ဆိုင်းလိုက်ပါတယ်အကြောင်းရင်းကတော့မနေ့ကစူရိုနဲ့ class C ကဘတ်စကတ်ဘောကစားသမား3ယောက်တို့ရန်ဖြစ်ခဲ့ကြလို့ပါစူရိုမှာနာမည်ပြတ်ရှိနေတာကြောင့်သူ့ကိုပဲအပြစ်ဖို့ခံရပြီးနောက်အပတ်ကြားနာပွဲမတိုင်ခင်အပြစ်မရှိကြောင်းတက်တည်မပြနိုင်ခဲ့ဘူးဆိုရင် class D ကဒီလအတွက် point ရတော့မှာမဟုတ်ပါဘူးတကယ်အမှန်တရားကတော့ class C ကចောင်းသားတွေကအမှုကိုသူတို့ဘက်အသာရအောင်ကိုပြန်ထိုးကြိတ်ပြီးအကွက်ဆင်ခဲ့ကြတာပါ class D ចောင်းသားတွေကလူမှုကွန်ရက်ပေါ်မှာတက်တည်ရှာကြရင်းနဲ့ဆာကူရာဆိုတဲ့ကောင်မလေးကအဲ့ဒီဖြစ်ရပ်ကိုဗီဒီယိုရိုက်ထားမိတယ်ဆိုတာသိလိုက်ရပါတယ်အဲ့ဒီညမှာကီယိုတာကနဲ့ကူရှီတာတို့အမှန်တရားအကြောင်းဆွေးနွေးကြရမှာတက်တည်တာမရှိရင်လူတွေဟာလူသက်သမားထက်
တာမန်နိုင်ငံသားကိုပဲပိုယုံတတ်ကြတယ်ဆိုတာကိုပြောပြခဲ့ပါတယ်။နောက်နေ့မှာတော့ဆာကူရာကိုတက်တည်ပြဖို့တောင်းဆိုရာကနေသူမဟာစိုးရိမ်စိတ်နဲ့ကင်မရာကိုအမှတ်မတင်လွှတ်ချမိသွားပါတော့တယ်။အပိုင်း9မှာတော့ဆာကူရာခီယိုတာကာနဲ့ကူရှီတာတို့ဟာလျှက်စစ်ပစ္စည်းဆိုင်ကိုတွားပြီးအာမခံကြံသေးတဲ့ကင်မရာကိုတွားပြင်ကြပါတယ်။အဲ့ဒီမှာရင်ဆာကူရာဟာအခုလောလောဆယ်နာမည်ကြီးနေတဲ့အွန်လိုင်းမော်ဒယ်တယောက်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့မာနာဘူးဦးဆောင်တဲ့ကြားနာပွဲကိုရောက်လာခဲ့ပါတယ်။နှစ်ဖက်စလုံးကတယောက်ကိုတယောက်အပြစ်တင်ကြပေမဲ့စုစုနဲ့ကတော့သူတို့တယောက်တည်းကလူ3ယောက်ကိုအဲ့ဒီလောက်တန်ရာရအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထောက်ပြခဲ့ပါတယ်။ဆာကူရာကလည်းသူမရိုက်ထားတဲ့ဓာတ်ပုံတွေကိုတက်တည်ဖြစ်ပြခဲ့ပေမဲ့ဒါဟာသူမအဲ့ဒီနေရာမှာရှိနေတယ်ဆိုတာလောက်ပဲတက်တည်ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ class ရဲ့တန်းပိုင်ဆရာမဘက်ကအပေးယူလုပ်ဖို့စူးစမ်းပေမဲ့ class ကလက်မခံခဲ့တာကြောင့်မာနာဘူးကတက်တည်အစ်စ်မရှိရင်နောက်နေ့မှပဲအဆုံးဖြတ်ပေးတော့မယ်လို့ကြေညာလိုက်ပါတယ်။အပိုင်း6ရောက်တဲ့အခါမှာတော့ဆာကူရာတယောက်အဆောင်ပြန်ရောက်ချိန်စားလိုက်ပုံထဲမှာသူမရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြန်တွေ့ခဲ့ပါတယ်။ဒီလိုနဲ့အချိန်ဆိုင်ငံ့ထားတာကိုအခွင့်ကောင်းယူပြီးကီယိုတာကာနဲ့ဆူဆူနဲတို့ကလှေကားတောင်းမှာထောင်ချတစ်ခုဆင်လိုက်ပါတော့တယ်။ကူရှီတာကကလပ်စီကျောင်းသား3ယောက်ကို message အမှားပို့ပြီးမြားခေါ်ခဲ့သလိုသူတို့ရောက်လာချိန်မှာတော့ကီယိုတာကဆူဆူနဲနဲ့ class B ကအီချီနိုဆဲတို့ကလုံခြုံရေးကင်မရာတွေတက်ဆင်ထားပြီးသားဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ကလပ်စီကျောင်းသားတွေလည်းလိန်လေတိုင်တန်းမှုနဲ့ကျောင်းတုပ်ခံရမှာကိုကြောက်ပြီးအမှုကိုရုပ်သိမ်းသွားကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ဆာကူရာကိုယူမှုဆွဲလန်းနေတဲ့လျှက်စစ်ဆိုင်ကအယောင်စီးကသူမကိုတိုက်ခိုက်ဖို့စူးစမ်းလာခဲ့ပေမဲ့ကီယိုတာကနဲ့အီချီနိုဆဲတို့ကဖုန်း tracking စနစ်နဲ့လုံခြုံရေးကင်မရာတွေကိုသုံးပြီးအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဆီယာမဆာဘာရှိရာကစူဆူနဲကိုကီယိုတာကဟာအကြောင်းရဲ့ချုံရင်းချက်ရှိသူတယောက်ဖြစ်လို့ class D မှာရောက်နေတာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။မာနာဘူးကလည်းကီယိုတာကကိုចောင်းသားသမဂ္ဂထဲဝင်မှုဖိတ်ခေါ်ခဲ့ပေမဲ့သူကတော့ညှင်းဆိုခဲ့ပြီးအမှုဖြေရှင်းနိုင်ခဲ့တဲ့ဂုံပုတ်တွေကိုစူဆူနဲစီပဲလွှဲပေးလိုက်ပါတော့တယ်။အပိုင်းခွန်မှာတော့ရေကူးကန်သွားတဲ့ဇလန်းလေးပါ။ class D ကယောက်ျားလေးတွေဖြစ်တဲ့ကီယိုတာကဆူရိုနဲ့ရှာမာဦးဂျီတို့ဟာဆိုတိုမူရာရဲ့ဦးဆောင်မှုနဲ့မိန်းကလေးတွေရဲ့ဝေလဲကန်းတွေကိုချောင်းကြည့်ဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်။ရှာမာဦးဂျီကကင်မရာတွေကိုလှုပ်ဝက်တက်ဆင်ခဲ့ပေမဲ့ကဲတယောက်အထဲမှာပိတ်မိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကလပ်စီကရန်နိုဖွဲ့ရောက်လာတာကြောင့်ကီယိုတာကအချိန်ဆွဲပေးထားခဲ့ရပါတယ်။ဒါပေမဲ့ကလပ်စီចောင်းသားတွေပါရောက်လာပြီးရန်ဖြစ်ကြပါတော့တယ်။တကယ်တော့ဒီအစီအစဉ်ကိုရိမ့်မိနေတဲ့ဆူဆူနဲကကင်မရာတွေက SD ကတ်တွေကိုကြိုပြီးဖြုတ်ယူထားခဲ့တာကြောင့်ယောက်ျားလေးတွေရဲ့ကြံစီလဲပြတ်သွားသလိုတခြားသူတွေအာယုံလွဲနေတော့ကဲလဲအဝေးလဲကန်းတွေကနေခိုးထွက်သွားနိုင်ခဲ့ပါတယ်။ကီယိုတာကတော့တခြားသူတွေကသူ့နောက်ကွယ်မှာလှုပ်သွားမှာကိုစိုးရိမ်လို့ဒီကိစ္စအတွက်စူဆူနဲကိုပဲရွေးချယ်ပြီးအကူအညီတောင်းခဲ့တာဖြစ်တယ်လို့ရှင်းပြရင်းနဲ့ပဲဒီအပိုင်းလေးပြီးဆုံးသွားခဲ့ပါတယ်။အပိုင်း8မှာတော့ပထမနေ့ចောင်းသားအားလုံးဟာစိန်ခံတင်မောကြီးပေါ်မှာအပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာရင်ဆီယာမချဘာရှိရာကကီယိုတာကိုခေါ်တွေ့ပြီးတော့အမည်မသိလူတစ်ယောက်ကသူ့ကိုចောင်းတုပ်ဖို့ဖုန်းဆက်လာတယ်လို့ပြောပြခဲ့ပါတယ်။ဆီယာမကကီယိုတာကို class A ရအောင်စူးစမ်းပေးရင်ကာကွယ်ပေးမယ်လို့အပေးယူလုပ်ပေမဲ့သူကတော့ဒါဟာသူ့ကိုလှည့်စားပြီးခိုင်းစေတာဖြစ်နိုင်တယ်ဆိုပြီးညှင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ထင်သလိုအပန်းဖြေခရီးမဟုတ်ပဲကျွန်းတကျုံးပေါ်မှာတပတ်ကြာရှင်သန်ရမယ် survival test တစ်ခုကိုဖြေဆိုရမယ်ဆိုတာသိလိုက်ရပါတော့တယ်။အပိုင်း9နဲ့10မှာတော့စမီဝဲရဲ့စီကံတွေကိုရှင်းပြပါတယ်။အတန်းတစ်ခုချင်းစီကသူတို့ရဲ့ point တွေကိုသုံးပြီးပစ္စည်းတွေဝယ်ယူရမှာဖြစ်သလိုတခြားအတန်းတွေရဲ့ခေါင်းဆောင်ကိုမှတ်အောင်ခံမှန်းနိုင်ရင် point တွေထပ်ရအောင်ပါပါ။ကီယိုတာကနဲ့ဆူဆူနဲတို့ကတခြားအတန်းတွေရဲ့အခြေအနေတွေကိုလိုက်လံစုံစမ်းကြပါတယ်။ class B ကတော့ရေတကွန်နားမှာအဆင်ပြေပြေစကန်ချထားပြီး class A ကတော့ကူတခုထဲမှာလုံလုံချုံချုံနဲ့လှုပ်ဝက်နေကြတာကိုတွေ့ရပါတယ်။ထိုးကြတာက class C ပါပဲ။ရန်ဦးဆောင်တဲ့ class C ဟာကန်းချိန်မှာ point တွေအကုန်သုံးပြီးအားလည်းရခရီးထွက်သလိုမျိုးပျော့ပါနေကြတာပါ။ဒါဟာသူတို့မှာတခြားအကြံရှိနေလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့စကန်ထဲမှာလည်းပြဿနာတွေစတက်လာပါပြီ။တညမှာတော့ class C စကန်ကနေဖုန်းတစ်လုံးအကူခံရသလို class D ထဲမှာလည်းခါရီဇာဝါရဲ့အတွင်းခံအကူခံရတဲ့ကိစ္စနဲ့တန်းတန်းလုံးဆူညံသွားခဲ့ပါတယ်။ရှာဖွေရင်းနဲ့ယာမဦးချီရဲ့အိတ်ထဲမှာတွားတွေးခဲ့ပေမဲ့မိန်းကလေးတွေကအတင်းစစ်ဆေးဖို့တောင်းဆိုလာတဲ့အခါမှာတော့
ဟီရာတာကသူကိုယ်တိုင်ပဲလုပ်ခဲ့တာပါဆိုပြီးအပြစ်ကိုတာဝန်ယူလိုက်ပါတယ်။ဒါဟာသူဤစားခါရူဤစားဝါကိုပြဿနာတွေကြားကနေကာဝယ်ပေးခြင်းတဲ့အတွက်သူကိုယ်တိုင်အနစ်နာခံလိုက်တာပဲဖြစ်ပါတယ်။ဇလန်ကတော့ပိုပြီးရှုပ်ထွေးလာဖို့ရှိနေပါတယ်။အပိုင်း7မှာတော့အတွင်းခံအခိုးခံရတဲ့ကိစ္စကြောင့် class D ထဲမှာမိန်းကလေးတွေနဲ့ယောက်ျားလေးတွေကြားယုံကြည်မှုတွေပြပြပြီးအုပ်စုကွဲကုန်ကြပါတယ်။ခီရိုတာကာကတော့ class C ကနေရောက်နေတဲ့မီရိုကိုဆူရိုကတန်တရားဝင်နေပေမဲ့သူကတော့မီရိုဘက်ကနေယုံကြည်ပေးသလိုမျိုးဟန်ဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆူဆူနဲ့တယောက်နေမကောင်းဖြစ်နေတာကိုခီရိုတာကတတိထားမိခဲ့ပေမဲ့သူမကတော့အရှုံးမပေးပဲဆက်ပြီးတောင်းခံထားခဲ့ပါတယ်။ဒါပေမဲ့စကန်ထဲမှာပြဿနာတွေကထပ်တက်လာပါတယ်။ရှာမာဦးချီကဆူဆူနဲ့ရဲ့စပင်မော်ကိုရှုံနေနဲ့ပြစ်ပေါက်လိုက်တာကြောင့်သူမတယောက်ရှုံနေကိုသွားဆေးနေတော့မှပဲတယောက်ကသူမရဲ့ခေါင်းဆောင်ကတ်ကိုခိုးယူသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရှင်တန်ရေးလမ်းညွန်စာအုပ်ပါမီးရှို့ခံလိုက်ရတာကြောင့် class D တကူလုံးဖျို့ဖျဲတွေဖြစ်ကုန်มาတော့တယ်။တကယ်တော့မီရိုဟာ class C ကလွတ်လိုက်တဲ့တရှိုးဖြစ်ပြီးသူမကခေါင်းဆောင်ကတ်ကိုခိုးယူပြီးတခြားသူတယောက်စီကိုလွှဲပေးလိုက်ပါတယ်။အပိုင်းစနစ်စသိမ်းမှာတော့အားလုံးကိုအံ့အားသင့်သွားစေမဲ့နောက်ွယ်ကအကွက်တွေကိုတွေ့ရမှာပါ။ class C ရဲ့ Ruan နဲ့ class A ရဲ့ Kasrari တို့ဟာတိတ်တဆိတ်ပူးပေါင်းပြီးတခြားအတန်းတွေရဲ့ခေါင်းဆောင်တွေကိုမှန်အောင်ခံမှန်းဖို့ကြံစည်ခဲ့ကြပါတယ်။ class D ကတော့အခြေအနေတွေဆိုးရွားနေတာကြောင့်အမတ်တွေအနှုတ်ခံရပြီးရှုံးတော့မယ်လို့အားလုံးကထင်နေခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းအမတ်စီရင်ထွက်လာတဲ့အခါမှာတော့ class D ကအမတ်အများဆုံးနဲ့အနိုင်ရသွားခဲ့လို့အားလုံးမြင်သက်သွားကြပါတော့တယ်။တကယ်တော့ဒါရီအားလုံးဟာကီရိုတာကာရဲ့နောက်ွယ်ကနေပပနက်နက်နဲ့ကြိုးကင်ထားတဲ့အစီအစဉ်တွေပဲဖြစ်ပါတယ်။သူကဆူဆူနဲ့နေမကောင်းဖြစ်နေတာကိုသိလို့ចောင်းထုတ်ခံရမှာကိုကာကွယ်ပေးတဲ့အနေနဲ့ခေါင်းဆောင်နေရာကိုသူ့ဘာသာတိတ်တဆိတ်ပြောင်းလဲလိုက်တာပါ။ဒါကြောင့်တခြားအတန်းတွေကခေါင်းဆောင်ကိုဆူဆူနဲ့လို့ပဲထင်ပြီးမှားယွင်းခံမှန်းခဲ့ကြလို့ class D ကအနိုင်ရခဲ့တာဖြစ်ပါတယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့ခီယိုတာကာဟာသူ့ရဲ့အေးဆက်ပြီးကြောက်စရာကောင်းတဲ့ဗီဇအမှန်ကိုထုတ်ပြလိုက်ပါတယ်။သူကတော့လူတွေကိုလူလို့မမြင်ပဲသူနိုင်မှုအတွက်အသုံးချရမယ်စက်ပစ္စည်းတွေအဖြစ်ပဲမြင်တဲ့အကြောင်းကိုအေးဆက်ဆက်နဲ့ပြောလိုက်ရင်းနဲ့ပဲစီဇန်1လေးကစိတ်လှုပ်ရှားစရာကောင်းစွာပြီးဆုံးသွားပါတော့တယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ Class 1 of the Elite Season 2နဲ့ပြန်တွေ့ကြပါမယ်နော်။